သိပေးတဲ့အချင်းရတကယ်လုံးမဖြောက်လို့မရခုကလေးပေါ်မှာစကားချင်းပဲပေါ့နော်အရင်ဆုံးဒီ Wi-Fi ကိုရင်တွန်းလိုက်ပါနော် Wi-Fi တွဲပြီးဆိုရင်ဒီ scan Thai Airways International Member of Starline. Captain Korea and the crew would like to thank you for flying with us, and we look forward to seeing you again. Indonesia vibe. Wow. Welcome to Bali. Kezama Bali ရောက်ပါပြီရှင်။တမစာBali ဘိတ်စိတ်ကိုရောက်ပါပြီ။ဟိုတယ်ကို Grab နဲ့သွားမှာဖြစ်ပါတယ်။ Indonesia arrival ကဖြစ်ရပါတော့ Indonesia arrival ကဖြစ်ပြီးတော့ဒီဖုန်းထဲမှာ Wi-Fi join ပြီးတော့ဖြစ်နေရပါတယ်ကျမတို့ကတော့ဖုန်းနဲ့ဖြည့်လိုက်တယ်ပေါ့နော်ဒီဘက်မှာဖုန်းနဲ့မဖြည့်ချင်ဖြည့်ဖို့အဆင်မပြေရင်လူတွေဒီကွန်ပျူတာမှာလာဖြည့်လို့ရရပါတော့ arrival က immigration ကိုသွားမှာဖြစ်ပါတယ်luggage ယူခဲ့ပြီပေါ့နော်အခုက immigration နဲ့ဖြတ်ပြီးပြီ luggage လည်းယူပြီးပြီဒါပေမဲ့နောက်တစ်ခုထပ်တန်းရတယ်ပေါ့နော် arrival ဖြည့်ထားတဲ့ဟာပြဖို့နေမှာခုတော့စင်ကတ်လည်းဝယ်ပြီးတော့ပါပြီပိုက်လည်းရမ်းစားနေပါပြီနောက်ထပ်တနိုင်တော့2နိုင်လောက်စီးရအောင်ပါဆိုတော့မုတ်လေးနည်းနည်းပါးပါးဝယ်စားမှာဖြစ်ပါတယ်ဒီချိုချင်းက6000ဖြစ်ပါတယ်大爷，查查进没 ？OK， 到。Yes。有那台的灯，东灯。Okay, wait。东呀啦，咯，东有哩喂喏。Okay, thank you。ဒီထဲမှာတော့ဘာမှမစားရဲ Oh my gosh ဟုတ်ထားလိုက်တာလာလိုက်တာလို့ပြောလိုက်တာဒီဆောင်မကြည့်မိလိုက်ဘူး
အများကြီးဆိုတော့ကျမတို့ကတော့လူမဲ့လူမရှိဘူးကိုပါကို grab နဲ့ယူပြီးတော့သွားမှာနောက်ထပ်46မိနစ်ထပ်စီးရမှာပါဒီလင်ကွင်းကနေပြီးတော့ကျမတို့တဲတဲ့ဟိုတယ်ပေါ့နော်left အခန်းနံပါတ်ဟိုးနောက်ဆုံးထိရှောက်နောက်ဆုံးတော့ရောက်ရှိလာပါပြီဟဲ့ဒီဝတာကိုလာမှာကိုပါကိုရေလာဖြည့်ပါမြင်သမျှအကုန်လုံးကစိတ်ဝင်စားစရာကောင်းနေတော့လေလိုင်းကြဘယ်သွားမလို့လဲကောင်းမလေးဘလက်ပေါက်တွေကတော့ဒီလိုမျိုးဆန်ပါတော့ကျွန်တော်ဒီလိုလေးတွေဝယ်ခဲ့တယ်ပေါ့နော်ဆိုတော့ okay